ကျွန်တော်ပြန်လာမှအသက်ကြီးပါအဖေဖေနဲ့သားတွေဆိုတာဟာနေတဲ့ခက်နှက်ခက်ရဲ့ညှိနှိုင်းရခက်တဲ့တန်တမန်ကြီးပဲအစိုးရတွေလွဲချော်သမျှစနစ်တိုင်းအတွက်ဖေတွေကပဲခေါင်းခံရတယ်စားဝင်နေရင်ငွေရှာပေးခေကြီးကလေးလံလိုက်တာတို့ဖေဂီတာကိုဘယ်လိုတီးရမှသပင်ကိုဘယ်လိုထားရမှတော်လန်ရေးဆိုတာအိမ်ကစတာပဲဘာမှမဟုတ်တဲ့မာနာလေးလက်တစစ်တွေနဲ့အရွက်တိုက်ရင်သားအဖပေါင်းများစွာဝေးကြဘူးတယ်ဖေနဲ့သားတွေကြားတရားတစ်စင်းရှိလာရင်ဖျားဆွင်တွေအစားစာအုပ်စင်တွေခန်းနာလာလိမ့်မယ်ဒါပေမဲ့အိမ်ဆိုတာငါပဲနေဘယ်နှလုံးမရှိပြန်စရာနေရာတစ်ခုရှိရင်အိမ်လို့ခေါ်တယ်ယောက်ျားလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုတစ်သက်လုံးအမှတ်ရနေမဲ့အရာကလည်းဖေပဲဖြစ်တယ်ကျွန်တော်ပြန်လာမှအိုမင်းရေရောပါအင်္ဂလိပ်ကျွန်တော်ပြန်လာမှအထက်မြင့်တိုက်တွေဖြစ်ပါလမ်းကလေးကျွန်တော်ပြန်လာမှအသက်ကြီးပါအဖေရွှေကျဲမှု